ဒီအယုတ်လေးကတော့ချက်ကြီးရဲ့ညီလေးပေါ့သူကဘယ်သူမှဆိုသူ့ကိုရုပ်ဆိုးတယ်လို့ပြောလိုက်ရင်ယူမတက်စိတ်တူပြီးကလေးစားချေတာတဲ့အကျင့်ရှိတယ်တနည်းတော့အဖေဖြစ်သူကသူ့သားကိုဒီလိုရုပ်ဆိုးတဲ့ဝုံရုပ်ကြီးအိမ်ထဲအထိယူလာရမလားဆိုပြီးစုပူပါလေရောအဲ့ဒီမှာတင်တရုတ် version ချက်ကြီးလေးကဒေါသထက်သွားပြီးအဖေကြီးကိုကလေးစားချေဖို့ကြံစီတော့တာပဲနောက်နေ့မှာသူကအဖေကြီးကိုလျှက်စစ်တအားပြင်းပြင်းနဲ့ရှော့ရိတ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့အစီအစဉ်ကကိုပြန်ထိပြီးပျက်စီးသွားခဲ့ရတယ်နောက်တစ်ခါမှာတော့သူ့ရဲ့စိတ်ဆွမ်းအား psychic powers ကိုသုံးပြီးဓာတ်ကိုထိန်းချုပ်ကတိုက်ခိုက်ဖို့ကြိုးစားပြန်တယ်ဒါပေမဲ့တားဖြစ်သူကမြင်သွားပြီးအဖေကိုအချိန်မီကေလိုက်ရုံနဲ့မကအယုတ်ကလေးကိုပါဘောလုံးကန်တယ်လို့ကန်ထုတ်လိုက်ပါလေရောအဲ့ဒီညမှာပဲသူဟာအဖေကြီးကိုဒုက္ခပေးဖို့နောက်တစ်ကြိမ်ကြိုးစားပြန်တယ်ပန်ကာကြီးကအဖေကြီးပေါ်ကိုပြုတ်ကျကားနေအချိန်မှာပဲသူစိတ်ထဲမှာတားဖန်နှစ်ယောက်ရဲ့တန်ရိုးစင်အမှတ်တရားတွေဖြတ်ခနဲပေါ်လာတယ်ကောင်လေးကိုစိတ်မစင်းရဲစေချင်တာကြောင့်သူလက်လျှော့လိုက်ပါတယ်နောက်ရက်မှာတော့ကောင်လေးကသူ့အဖေကိုဒုက္ခပေးဖို့ကြိုးစားတဲ့အတိုင်းအယုတ်ကလေးကိုတော်တော်လေးစိတ်ဆိုးနေရပေါ့အဲ့ဒီအချိန်မှာပဲဒီဂီတာဆီယာမကအိမ်ကိုရောက်လာတယ်ကောင်လေးကအယုတ်စီကအကူကြီးတောင်းတယ်လို့ကြည့်လိုက်ပေမဲ့ချက်ကြီးကတော့မတိကျင်အောင်စောင့်နေလိုက်တယ်ကောင်လေးကပီယာနိုခလုတ်ကိုနှိပ်လိုက်တဲ့အခါအတန်ကအရန်ဆိုးလို့ဆီယာမကချက်ချင်းပဲအိမ်ကနေထွက်ပြေးသွားပါတော့တယ်ထွက်သွားရင်းနေတော့ငါကသူ့ဆီယာမပါလို့ဘယ်သူကမှမပြောပါနဲ့နော်လို့တောင်းပန်သွားသေးတယ်ဆီယာမပြန်သွားတော့အဖေကဒေါသထွက်ပြီးဒီနေ့ကစပြီးဘာကစားရမှာမရှိတော့ဘူးပျော်စရာမရှိဘူးပီယာနိုပဲကျင့်ရမယ်လို့အမိန့်ထုတ်ပါလေရောဒါပေမဲ့ဒီတစ်ခါတော့ကောင်လေးကပြန်ပြောပြီးသူ့စန္ဒာကိုထုတ်ခေါ်လိုက်တယ်အကြာကြီးငင်းခုန်ပြီးတဲ့နောက်မှာတော့အဖေဖြစ်သူကပီယာနိုပြန်ခွေးမှာအနိုင်ရရင်မင်းဖြစ်ချင်တဲ့အိမ်မက်ကိုဆက်လျှောက်လမ်းခွင့်ပေးမယ်ဆိုတဲ့ကတိတစ်ခုနဲ့သဘောတူလိုက်ပါလေကောင်လေးနိုင်စေဖို့အတွက်ချက်ကီကသူ့ကိုလေ့ကျင့်ပေးတဲ့အပြင်မော်လီမော်တီးတစ်လုံးကိုပါကျွေးလိုက်တယ်ကောင်လေးကအဲ့ဒီတီးကိုစားလိုက်တဲ့အခါမှာတော့သူ့ရဲ့အကြမ်းအာရုံလေးကထူးထူးခြားခြားဆူးရှာလာပြီးဂီတတန်စင်တွေကိုတေချာကြားလာရပါတော့လေ